ပြီးတာနဲ့တခါကျွန်တော်တို့ရဲ့မိသားစုကျွန်တော်တို့ဒီနေ့ဖျားဝတ်လိုက်မွေးလျော်ဖို့ရန်အတွက်ဖျားဝတ်လိုက်မွေးလျော်မှယနေ့ကျွန်တော်တို့ရဲ့အသက်တာကဝိညာဉ်အသက်တာကကျွန်တော်တို့ပို့ပြီးတော့မှကြီးရလာမှာဖြစ်တယ်ဝိညာဉ်အသက်တာကပို့ပြီးတော့မှလွေထွေးလာမှာဖြစ်တယ်ဝိညာဉ်အသက်တာကပို့ပြီးတော့မှပျော်မွေ့လာမှာဖြစ်တယ်ဖျားဝတ်လိုက်မွေးလျော်ခြင်းအားနည်းတဲ့အခါမှာယနေ့ကျွန်တော်တို့ဖျားရှိခိုးကမှာတတိတိကျွန်တော်တို့အိမ်မာတွေကအဲ့လောက်ထိပြင်းလာပြီဆိုရင်ကျွန်တော်တို့တစ်ပတ်တစ်ချိန်ဖျားတောင်းဖို့လာဖို့အတွက်ပို့ပြီးတော့မှအားနည်းလာအဲ့ဒီအားနည်းလာခြင်းရဲ့နောက်ဆက်တွဲနောက်ဆုံးတော့ကျွန်တော်တို့အသင်းတော်နဲ့ဝေးပြီးတော့မှဒီနေ့ကျွန်တော်တို့ပျောက်သောသိုးတွေကိုရှာပါဆိုတဲ့ခေါင်းစဉ်နဲ့လူတွေအများကြီးလိုက်ရှာကြပါတယ်အသင်းတော်တွေနော်အမှုတော်ဆောင်တွေယုံကြည်သူတွေကျွန်တော်တို့ဖွဲ့နေပြီးပြောကြတယ်ပျောက်သောသိုးတွေရှာကြရအောင်ပျောက်သောသိုးတွေကအဝေးကြီးမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အနီးနားဝန်းကျင်ကနေပဲခုနေ့ကကျွန်တော်တို့ဖျားရှိခိုးကနေနည်းနည်းလေးဝိပုခြင်းမှာအာရောလာတယ်ဝိပုခြင်းအာရောလာတဲ့အခါမှာကိုယ်တိုင်းအားနည်းလာတယ်အဲ့ဒီအရာနဲ့တူကျွန်တော်တို့ဗိမ္မာန်တော်ကိုရောက်တဲ့အခါမှာတဖြည်းဖြည်းကျဲလာတယ်ကျဲလာပြီးတော့နောက်ဆုံးရှင်းရှင်းမရောက်တော့ကျွန်တော်တို့ရဲ့အသက်တာတဖြည်းဖြည်းပျောက်ရှာသွားခြင်းကျွန်တော်တို့ညာကြည့်ရအောင်ဒီကြောင့်မို့ယနေ့ဒီຢာတွေကိုကျွန်တော်တို့အစပြုတဲ့အခါမှာဒီຢာတွေကိုကျွန်တော်တို့တည်ဆောက်တဲ့အခါမှာအရင်ဆုံးတည်ဆောက်ရမယ့်ຢာကဖယားသခင်နဲ့ကျွန်တော်တို့ရဲ့အသက်တာအနေတိုင်းတိုးဝင်ပြီးတော့မှဝိပုခြင်း၌ရှင်လန်းနေဖို့ဝိပုခြင်း၌အားကြီးနေဖို့ကျွန်တော်တို့အလုံးလုံးနေရင်းနဲ့ကျွန်တော်တို့လဲထွန်နေရင်းနဲ့ကျွန်တော်တို့ကောက်ဆိုင်နေရင်းနဲ့ကျွန်တော်တို့ကြောင်းသွားနေရင်းနဲ့ကျွန်တော်တို့မုတ်စင်းထဲမှာမုတ်ရောင်းနေရင်းနဲ့ကိုရိုနဲ့သူစကားပြောကိုရိုနဲ့သူချီးမွမ်းနေကိုရိုနဲ့သူအာကုန်ဆောင်ကြရအောင်လောကတော်အဖြစ်အာကုန်ဆောင်နေတခြင်းလေးစို့နေတယ်ကျွန်တော်ဆိုင်ကစီးရင်တခါကျရင်ကျွန်တော်တခြင်းလေးနားထောင်ပြီးကျွန်တော်တခြင်းစို့တခါကျရင်ကျွန်တော်အတွေးလေးနဲ့ကျွန်တော်ဆိုင်ကမောင်းတခါကျရင်ကျွန်တော်တခြင်းလေးစို့ပြီးဆိုင်ကမောင်းကျွန်တော်ရဲ့ရောက်ခမကဘာပြောလဲဆိုတော့ဘုရားသွားနေရင်းနဲ့လမ်းခီးမှာဘုရားသွားနေရင်းနဲ့စာလံ23ကိုအမြဲတမ်းရွတ်ဆိုပြီးအားကုန်ဆောက်ပါသွားနေရင်းနဲ့ဘာဖြစ်မလဲမသိဘူးသွားနေရင်းနဲ့ကားနဲ့တိုက်မလားသွားနေရင်းနဲ့ခြောက်လေးကိုကြမလားကိုယ့်ဘက်ကိုလမ်းမှန်မောင်းနေနဲ့အနောက်ကနေဝင်ပြီးတိုက်သွားမလားသွားနေရင်းနဲ့ကျွန်တော်သေသွားမလားမသိရပါဘူးထို့ကြောင့်မို့23ခုမြောက်သောစာလံကိုအမြဲတမ်းအားကုန်ဆောက်ပါခင်ဗျားနဲ့ညီလေးပါကျွန်တော်ရဲ့ရောက်ပါတော့တော်တော်လေးရှိရှိသွားတဲ့အခါတိုင်းဒီဆောက်တဲ့အခါတိုင်းဒီနေ့ကျွန်တော်တို့ကအမြဲတမ်းကျွန်တော်